ပြီးနေတယ်ဝိဇ္ဇာမီးကြီးကငါကဆရာကြီးပြောပြီးဒီထောင်ပြထားခဲ့တယ်ဆိုရင်ဒီလိုပြီးတယ်ကွာလုံးပန်းတွေပြီးထားပြီးပြီးထားတယ်ပြင်နေဖြစ်တာဒီဘောမှာဆိုရင်ကလုံးပန်းတွေဖြစ်ပါတယ်လုံးပန်းတွေကိုတစ်ထပ်သားပုံစံမျိုးတက်ပြီးထားပြီးတော့ဒီအလဲဘောမှာဆိုရင်ကဒီနဲ့တက်စီပြီးတာဖြစ်ပါတယ်ဒါဒီဘက်မှာဆိုရင်ဒါကျွန်တော်တို့ဒါမျိုးရောင်စတိပြပေါ့နော်မျိုးရောင်စတိပြပုံမျိုးညစိုးနီနောက်အောင်စီဒီတော်ဆိုတော့ဘယ်တော့နော်ကျွန်တော်စတိတော့ရွှေရောင်စတိလုံးများကိုလည်းတက်ဆင်ပြထားတာပြင်ရအောင်ဖြစ်ပါတယ်။မာယူပေးပါတော့နန္ဒသိပ္ပရှမ်းတရုတ်တိုင်းပွဲရနေပြီးတော့ဒီမှာဦးစီးဆရာကြီးဦးစိုးရှင်မျိုးတော်ရင်းများကိုလည်းနန္ဒဘောစတိရှင်ကိုဖျားပြတဲ့ပုံများဆိုင်တို့ကိုယ်တိုင်လာရောက်ပြီးမာယူပေးပါလို့အတွက်ဟိုတို့နန္ဒဘောစတိရှင်ကိုဖျားပြတဲ့ပုံများပြီးတော့ဆရာကြီးနဲ့တော့ဟုတ်တာအနိတော်ရင်းများတို့လည်းအထူးပြီးတော့ရှိပါတယ်ဒီခုကဲတော့မဟုတ်ဘူးလေမဟုတ်ဘူးပေါ့နော်ဘောလမ်းလေးအခုလာနေပါတယ်ဒီကွန်ပလက်ပန်းလို့လာတယ်စပန်းချန်လို့နဲ့နော်ကိုယ်တိုင်သင်ကြတော့ကြတော့ကိုယ်ရလို့ဒီတော့လည်းလာပါတော့ဒီအပြင်ပြုလုပ်မဲ့ကိုယ်တိုင်တိုင်ရဲ့တိုင်းတာပြရတဲ့ပုံနဲ့ပဲဘုရားပြီးချင်းဆောင်ပြီးထားရှိတာပါတိုင်းတာမသိရဘူးဘုရားလိုချင်လာရောက်ပြီးတိုင်းရမယ်ဆိုတော့ဘာမှမဖြစ်ဘူးပြီးတော့ကိုယ်လိုက်အော်ဒီကလည်းလည်းလာရောက်ပြီးတိုင်းတာပြီးချင်းဆောင်များကိုထားရှိခြင်းလာရောက်ပြီးတော့ဒီကဲတော့ပိုင်လုံးများနဲ့လာရောက်ပြီးတော့လက်စင်တော့ဆိုတာမှာထားရှိတယ်ဒီလိုပဲဒီမှာပတ်သက်ပြီးတော့ဒီမှာအဲဒီတော့ဓမ္မမီးဆိုကြလို့ဆိုတော့မိတို့ဆိုတာသက်စင်တွေတော့ဓမ္မမီးဆိုတော့ဒီကဲဘယ်လိုဒီနဲ့တွေ့နေကြတော့စပီးတိုင်များဟိုဘက်မှာကိုတိုင်ကားထောင်ပြီးတော့ဒီကနေပြီးတော့ဘုံပုံစံနဲ့ခါလဲဆွတ်ပြီးတော့ကိုယ့်ဘက်ကိုလည်းတက်စင်နေရအောင်တပည့်တော်နန္ဒကောင်စပီးစီကိုကြားပြီးတော့ဒီကဲဘုံပုံစံမျိုးကိုကလာပပနဲ့ကျွန်တော်ပြုလုပ်ထားတယ်ဆိုရင်ဆိုင်ရပြည်ရတော့ဒီနန္ဒမွေတော်ဆက်ပြီးတရားကြည့်ရတဲ့နန်းမဟုတ်ပန်းတွေနှစ်ထပ်ပန်းတွေတစ်ထပ်ပန်းတွေတော့ကစိန်တောင်လေးတောင်ပန်းဆွေးတွေနဲ့ဟောဖျားကပန်းဆွေးတွေကိုမိုင်းလို့ဘာမှမစင်တယ်ပြီးတော့နန္ဒမွေတော်စပီးစီနဲ့တရားကြည့်ရတဲ့နန်းအောက်ကြီးနိုင်လမ်းမကြီးကိုရွှေပလီရဲ့လက်ဖေးဆိုင်ဒီလိုချင်းကနော်သူတို့အင်ညာရဲ့အနီးနားမှာရှိပါတယ်ဖုန်းနံပါတ်ပြဆက်သွယ်မှယူတော့ဘာမှမစင်တယ်ဖုန်းနံပါတ်ကတော့ပြီးတော့09253033ဆက်ပေါ်မင်းများနေမှာရရှိနေတယ်။မမီးဆိုရင်ဒီဘက်ပြည်များအားလုံးကိုစိတ်နဲ့ကြားမှာချမ်းသာကြပါစေ။